Hello မင်္ဂလာပါ Everyday English with Coach Channel နဲ့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ A1 A2 level grammar သင်ခန်းစာတွေက၄ခုမြောက်သင်ခန်းစာဖြစ် infinitive of purpose အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ infinitive ဆိုတာကဘာလဲ။ဆိုတာကကျွန်တော် verb တွေကိုလေ့လာတဲ့အခါမှာ verb တွေက verb 1 verb 2 verb 3ရှိတယ်။ဥပမာဖြစ် see saw sing စသဖြင့်ပေါ့လေ။အဲ့တော့ verb တွေအားလုံးရဲ့အခြေခံအကြောင်းဆုံး infinitive base form ကြည့်လိုက်တဲ့အခါမှာ sec verb 1ဘာမှ es ပေါင်းထားခြင်းမရှိ verb 2ပြောင်းလဲထားခြင်းမရှိ verb 3ပြောင်းလဲထားခြင်းမရှိတဲ့အခြေခံအကျဆုံး verb သည် c ဖြစ်ပါတယ်အဲဒီလို verb မျိုးကို infinitive လို့ခေါ်ပါတယ်အဲ့တော့ of purpose ဆိုတာကရွေချက်ကိုယ့်ရွေချက်တွေဖော်ပြတဲ့အခါမှာဒီလို verb တွေကိုအခြေခံအကျဆုံးပုံစံနဲ့အသုံးပြရပါတယ်ဥပမာဖြစ်သွားဖို့လာဖို့စားဖို့အိပ်ဖို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးသုံးတဲ့အခါမှာ verb တွေရဲ့အခြေခံအကျဆုံးပုံစံဖြစ်တဲ့ infinitive form ကိုသုံးပြီးတော့မှရေးရလည်းဖြစ်ပါတယ်ဒါဆိုဒါနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ပိုသိရှိဖို့အတွက်အောက်မှာရှိတဲ့တော့ဒါနမူနာဝါကျတချို့ကိုကြည့်ကြည့်ပါမယ် Look at these examples to see how we use infinitives or purpose ပထမဆုံးဝါကျမှာတော့ he went to the shops to buy some shoes အဲ့ဝါကျကိုကြည့်မယ်ဆိုလို့ရှိရင်သူက he went to the shops ဆိုင်တွေကိုသွားခဲ့တယ်ဘာလို့ဖို့လဲ to buy ဝယ်ဖို့အတွက် some shoes ဖက်တချို့ကိုဝယ်ဖို့အတွက်သူကဆိုင်တွေကိုသွားခဲ့တယ်အဲ့ဒီဝါကျမှာရွေချက်ကိုဖော်ပြတဲ့ infinitive ကိုပြောပါဆိုလို့ရှိရင်to buy ဖြစ်ပါတယ်ဝယ်ဖို့အတွက်ဒီဇိုင်းတွေကိုတွားဖြစ်ပါတယ်ဒါဟာ infinitive or purpose ဖြစ်ပါတယ်နောက်ချက်တစ်ကြောင်ကြည့်အခါမှာ I'm writing to ask for your help မင်းအကူအညီကိုတောင်းဖို့အတွက်ကစာရေးနေရတဲ့ဒါဆိုစာရေးရတဲ့ရွေချက်ကဘာလဲ to ask for your help မင်းရဲ့အကူအညီတောင်းဖို့ဆိုတဲ့အတွက်ဖြစ်ပါတယ်ဒါကြောင့်ဒါဒီလည်းပဲ infinitive or purpose ဖြစ်ပါတယ်နောက်ဆုံးချက်တစ်ကြောင်မှာတော့ my father runs every day to keep healthyအဖေကနော်နေ့တိုင်းပြေးတယ်ဘာလို့ဖို့လဲ to keep healthy ကျန်းမာနေဖို့အတွက်ဒါဆိုနေ့တိုင်းပြေးရတဲ့ရွေချက်ဒီကျန်းမာနေဖို့ဆိုတဲ့ရွေချက်ဖြစ်ပါတယ်ဒါကြောင့်ဒီကောင်ဒီ infinitive or purpose ဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်ဒါနဲ့ပတ်သက်ပြီးပိုရှင်းလင်းတော့အောင် grammar explanations ကိုကြည့်ပါမယ် When we want to answer the question why we can use an infinitive or purpose why ဘာလို့လဲဆိုတဲ့မိကုံးတစ်ခုရဲ့အဖြေကိုဖြေဖို့အတွက် infinitive for purpose ကိုအသုံးပြုပေးရပါတယ်ဘာလို့ဆို why ဆိုတာကဒါအကြောင်းရင်းကိုမေးတာအကြောင်းရင်းမေးတဲ့အခါမှာအကြောင်းရင်းနဲ့ပေါ့နော်ပြန်ဖြေရမှာလည်းဖြစ်တယ် most of the time များသောအားဖြင့်ကတော့ we use the to infinitive ကိုသုံးပြီးတော့မှ why ဆိုတဲ့မိကုံးလေးကိုဖြေလေးရှိပါတယ်ဒါဆိုရင်သူလောက်ထားတဲ့မိကုံးနဲ့အဖြေလေးကိုကြည့်ကြည့်ပါမယ် Why do you have the Learn English Grammar app ဘာကြောင့် Learn English Grammar app မြန်မာရှိနေရလဲတဲ့ဒါက why နဲ့မေးထားတယ်ပြန်ဖြေတဲ့အခါမှာ to improve my grammar my grammar တိုးတက်စေဖို့အတွက်ဒါဆို to improve ဆိုတာဒီ infinitive for purpose ဖြစ်ပါတယ်เนาะတိုးတက်လာဖို့အတွက်ဒါဒီရွေချက်ကိုဖော်ပြဖြစ်ပါတယ်เนาะဒါကြောင့် infinitive or purpose ပုံစံနဲ့ဖြေထားတယ်နောက်တစ်ခုမေးခွန်းလေးကတော့ why do we always eat at home ဘာလို့ငါတို့အိမ်မှာအမြဲတမ်းစားတာလဲတဲ့ဘာလို့လဲဆိုတော့ we eat at home to save money ပတ်စံကိုချွေတာဖို့အတွက်ဒါဆို to save ဆိုတာဒီ purpose or infinitive ဖြစ်ပါတယ်နော်ပတ်စံကိုချွေတာဖို့အတွက်သူတို့ကအိမ်မှာအမြဲတမ်းစားဖြစ်ပါတယ်နောက်မိကုံးတစ်ခုမှာတော့ why do you have a bicycle ဘာလို့မင်းမှာစပိန်တစ်စီးရှိနေရလဲတဲ့ဒါဆိုရင် I use it to go to work not to go to work အလုပ်ကိုသွားဖို့အတွက်ဒါဆိုအလုပ်ကိုသွားဖို့ဆိုရည်ရွယ်ချက်ဒီမိကုံးရဲ့အဖြစ်ဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ why does she run every morning ဘာလို့သူကမနေ့တိုင်းပြေးတာလဲတဲ့ she runs to keep fit ကျမနေဖို့အတွက်သူကပြေးတာပေါ့နော်ဒါဆိုလို့ရှိရင် to keep fit ဆိုတာဒီ infinitive for purpose ဖြစ်ပါတယ်အဲ့တော့ဖြေလိုက်တဲ့အဖြေတွေကိုကြည့်တဲ့အခါမှာ to plus infinitive for one ပုံစံနဲ့အကုန်လုံးတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီ purpose ကိုဖော်ပြတဲ့မိကုံးတွေကိုဖြေတိုင်းမှာဒီ to infinitive တော့မဟုတ် infinitive for purpose တွေကိုသုံးပြီးတော့မှဖြေလေးရှိပါတယ်ဒါပေမဲ့ဒါကသူနဲ့ရှင်းပြထားတဲ့ grammar explanation ဖြစ်ပါတယ်ဒါဆိုရင် grammar text 1ကိုဖြည့်ကြည့်ပါမယ်ဒီမှာ main instruction ကတော့ put the words in the correct order to make sentences ဝါကျရည်တိစောက်ဖို့အတွက်စကားလုံးတွေကိုမှန်ကန်တဲ့ order အစဉ်လိုက်တိုင်းထားပြရမှာဖြစ်ပါတယ်ဒီမှာဆိုပါရရှိလဲဆိုတော့ to improve French films he watches his French စသဖြင့်ရှိပါတယ် okay အဲ့တော့ဒီမှာက full stop ပါတဲ့အတွက်ဒီကောင်ကတော့ဝါကျရည်အဆုံးသတ်မှာရှိတာသိချတယ် he watches ဆိုဟာကိုကြည့်မယ်ဆိုလဲ he က capital letter နဲ့ရေးထားတဲ့အတွက်ဝါကျရည်အစဖြစ်ပါတယ် subject verb ဖြစ်တယ်ဒါကြောင့်သူကိုစပြီးတော့ရွေးပါမယ်အဲ့တော့ he watches okay right he watches သူကကြည့်တယ်ဘာကိုကြည့်မှာလဲဆိုတော့ဒီမှာဆိုရင် to improve French friends his French ပြင်သစ်ရုပ်ရှင်ကောင်းကိုကြည့်မှာပေါ့เนาะဒါဆိုရင် French films ဖြစ်ပါတယ် he watches French films okay ဘာလို့ကြည့်တာလဲ to improve
တိုးတက်ဖို့အတွက်နော် okay တိုးတက်ဖို့ဘာလို့တိုးတက်ဖို့လဲဆိုတော့ his French သူရဲ့ပြင်သစ်စာကိုတိုးတက်ချင်လို့ကြည်တာ okay ဒါဆိုရင်ဒါ he watches his French films to improve his French ဖြစ်သွားပါတယ်ဒါဆိုနောက်တစ်ခုကိုကြည့်ကြည့်အောင်ပါနောက်တစ်ခုမှာတော့ to swim to the beach to go they like so တော့ okay သူတို့ကဟုတ်ပြီနော်ကမ်းခြေကိုရေတော့ကူရတာကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာဖြစ်တယ်အဲ့တော့ they like ဆိုတာက subject verb ဖြစ်တယ် capital letter ဖြစ်တဲ့အတွက် what အစမှာရှိမယ် okay အဲ့ဆို they like သူတို့ကြိုက်တယ်ဘာကိုကြိုက်တာလဲ to go သွားတာကိုကြိုက်တယ် okay ဒါဆိုဘယ်ကိုသွားကိုကြိုက်တာလဲဆိုတော့ to the beach ကမ်းခြေကိုသွားတာကိုကြိုက်တယ်ဘာလို့ဖို့လဲ to swim ရေကူးဖို့အတွက်ဒါဆိုသူတို့ကကမ်းခြေကိုရေသွားကူးဖို့သွားတာကိုကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ် they like to go to the beach to swim ဖြစ်ပါတယ်ဒါဆိုနောက်တစ်ခုကြည့်ကြည့်ပါမယ် vocabulary to learn I like to use this app okay တုံးစံတိုင်းဒီမှာ capital letter ဖြစ်တဲ့အတွက်ဒါဒီ what အစမှာဖြစ်တယ်အဲ့တော့ I like to use ကျွန်တော်ကအသုံးပြုတာကြိုက်တယ်ဘာလို့လဲ this app not this app ဒီ application ကိုအသုံးပြုတာကိုကြိုက်တယ်ဘာလို့ဖို့လဲ to learn လေ့လာဖို့အတွက်ဘာတွေကိုလဲ vocabulary တွေကိုလေ့လာဖို့အတွက်ဒီ application သုံးပြုတာကိုကြိုက်တယ်ဆိုတာဖြစ်ပါတယ်။နောက်တစ်ခုက to relax she plays after work the piano အဲ့တော့သူမကတီးခတ်တယ် piano ကိုအလုပ်ပြီးနောက်ပိုင်း relax ဖြစ်ဖို့အတွက်တီးခတ်တယ်။ဒါဆိုရင် she plays the ဝကြရဲ့အစမှာဖြစ်မယ် she plays သူမတီးခတ်တယ်ဆိုတော့တီးခတ်မဲ့အရာပါလာမှာပေါ့နော်ဘာလို့လဲဆိုတော့ the piano ဘာလို့ဖို့လဲ to relax okay she plays the piano to relax ဘယ်ချိန်မှာလဲ after work အလုပ်ပြီးနောက်ပိုင်း relax ဖို့အတွက် the piano ကိုတီးရဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒါဆိုရင်နောက်ဆုံးနှစ်ခုရဲ့တစ်ခုမြောက်မှာတော့ a new computer to edit he needs video အဲ့တော့သူကဗီဒီယိုတွေ edit လုပ်ဖို့အတွက်ကွန်ပျူတာတစ်တစ်လုံးလိုတယ်ဆိုတဲ့နေရာမှာ he needs ဝကြအစားကိုတော့ပါမယ် he needs လိုအပ်တယ်ဘာလို့လဲ a new computer ကွန်ပျူတာတစ်တစ်လုံးလိုအပ်တယ်ဘာလို့ဖို့လဲ to edit တည်ဖြတ်ဖို့အတွက်ဘာတွေကိုတည်ဖြတ်ဖို့လဲ video တွေကိုတည်ဖြတ်ဖို့အတွက်ကွန်ပျူတာတစ်တစ်လုံးလိုအပ်တယ်ဆိုတဲ့ပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုရောက်ပါပြီ to meet to a party we're going new people okay အဲ့တော့ငါတို့ကလူသစ်တွေတွေ့ဖို့အတွက် party ပွဲတစ်ပွဲကိုသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါဆိုရင် we're going ငါတို့သွားမယ်ဘယ်လိုလဲ to a party တစ်ပွဲကို okay ဘာလို့ဖို့လဲ to meet တွေ့ဖို့အတွက်ဘယ်သူတွေကိုလဲ new people လူသစ်တွေကိုတွေ့ဖို့အတွက်ဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်အဖြေတွေအားလုံးပြည့်နောက်မှာတော့မှန်မှန်ကို finish လုပ်ပြီးစစ်ဆေးကြည့်ပါမယ် okay တော့ total score 6 out of 6ဖြစ်ပါတယ် 100%တော့ text 1ဖြည့်ပြီးသွားပြီဆိုတော့ text 2ကိုဆက်ပြီးတော့ဖြည့်ကြည့်ပါမယ် text 2မှာကလည်း put the words in the correct order to make sentences ခုနအတိုင်း instruction တူတူပဲဖြစ်ပါတယ်အဲ့တော့ to just to help he listens he concentrate အဲ့တော့ဒီဟာကိုရေပေါ်အဖြစ်ဘာသာပြန်ရင်သူက just music ကိုပေါ့နော်နားထောင်တယ်ဘာလို့နားထောင်လဲဆိုတော့သူကိုသူ concentrate လုပ်နိုင်အောင်လုပ် okay ဒါဆိုထုံးစံအတိုင်း subject verb နဲ့ what ကြားစားတဲ့အခါမှာ he listen သူကနားထောင်ပါတယ်ဘာလို့လဲ to just ကို just music ကိုနားထောင်ပါတယ်ဘာလို့ဖို့လဲ to help သူ့ကိုကူညီဖို့အတွက် him concentrate သူ့ကိုကူပြီးတော့မှဒါအာယုံစူးစိုက်မှုရအောင်လို့ပေါ့နော် just music ကိုသူနားထောင်နေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုက early the kids wake up to meditate before I get it okay အဲ့တော့ကျွန်တော်ကပေါ့နော်ကလေးတွေအဲ့ရမနှိုးခင်တရားထိုင်မှုအတွက်အစိုးရထားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆို I get it နဲ့အစားပြုလိုက်ပါမယ် I get it ဘယ်လိုထားလဲ early စောစောထားတယ်ဘာလို့ဖို့လဲ to meditate ဘာလို့ before မတိုင်ခင်တရားထိုင်မှုအတွက်ဘာမတိုင်ခင်လဲ the kids wake up ကလေးတွေအဲ့ရမနှိုးခင်တရားထိုင်မှုအတွက်သူအဲ့ရစောစောထားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တတိယမြောက်မိကုံးမှာတော့ to remember things important I write notes အဲ့တော့ကျွန်တော်ကပေါ့နော်အရေးကြီးတဲ့ຢာမှတ်မိဖို့အတွက် notes လေးတွေရေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ဝါကျအနေနဲ့ရေးလိုက်တဲ့အခါမှာ I write notes ကျွန်တော် notes တွေရေးပါတယ်ဘာလို့ဖို့လဲ to remember ဘာလို့သတိရဖို့အတွက်ဘာတွေကိုလဲ important ရေးကြည့်တဲ့ things အရာတွေကိုသတိရဖို့အတွက်ကျွန်တော် notes တွေရေးပါတယ် okay ဒါဆိုနောက်တစ်ခုက crosswords to pass normal text the time အဲ့တော့အချိန်ကိုသွားဖို့အတွက် normal က crosswords လေးတွေလုပ်ပြီးတော့စော့နေရပေါ့နော်အေးဒါဆိုလို့ရှိရင် normal က text လုပ်တယ်ဘာတွေလုပ်တာလဲဆိုတော့ crosswords တွေကိုဘာလို့ဖြစ်လဲ to pass အချိန်ကိုဆုံးဖို့အတွက် the time ပေါ့နော် to pass the time ဖြစ်ဖို့အတွက် crosswords တွေကိုသူကစားရဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုမှာတော့ to see to our house my mother he came okay တော့အမေကိုတွေ့ဖို့အတွက်သူကအိမ်ကိုလာတယ်ဆိုတဲ့အဓိပ္ပာယ်ရေးရမှာဖြစ်ပါတယ်
တော့ he came သူလာပါတယ်ဘယ်လဲဆိုတော့ to our house အိမ်ကိုလာပါတယ်ဘာလို့ဖို့လဲ to see တွေ့ဖို့အတွက်ဘသူကိုလဲ my mother ကိုတွေ့ဖို့အတွက်သူအိမ်လာပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကဲနောက်ဆုံးတစ်ခုမှာတော့ she's using her pronunciation to improve an app သူမက application တစ်ခုကိုအသုံးပြုပြီးတော့မှသူ့ရဲ့အသက်အရွယ်ကောင်းဖို့အတွက်တော့ဒါလုပ်နေတယ်ပေါ့နော်အသုံးပြုနေတယ်ဆိုတော့ okay ဒါဆိုလို့ရှိရင် she's using သူမကအသုံးပြုနေတယ်ဘာလို့လဲ an app application တစ်ခုကိုသုံးနေတယ်ဘာလို့ဖို့လဲ to improve တိုးတက်ဖို့အတွက်ဘာလို့လဲ her pronunciation သူမရဲ့ pronunciation တိုးတက်ဖို့အတွက်သူမ application တစ်ခုသုံးနေရဆိုတဲ့ဖြစ်ပါတယ်အားလုံးဖြစ်ပြီးနောက်မှာတော့အဖြေတွေကိုတိုက်ကြည့်ပါမယ် finish မှာ okay total score is 6 out of 6ဖြစ်ပါတယ်ဒါဆိုရင်အားလုံးမှတ်ပါတယ် okay တော့ဒီနေ့လေ့လာခဲ့တာကတော့ infinitive of purpose နော်ရွေချက်တွေကိုဖော်ပြတဲ့အခါမှာ 2 plus for 1ပုံစံလေးနဲ့သုံးပြီးတော့ဖြေလေ့ရှိပါတယ်သူတစ်ဖြစ် why ဆိုတဲ့ question ကိုမေးလာတဲ့အခါတိုင်းမှာ2 plus for 1ပုံစံလေးကိုသုံးပြီးတော့ဖြေလေ့ရှိပါတယ်အဲ့တော့ဥပမာအနေနဲ့ပြန်ပြီးတော့ထပ်ပြီးတော့ပြောပြမယ်ဆိုရင် why do we always eat at home ဘာလို့အိမ်မှာအမြဲတမ်းစားရလဲ why ဆိုတဲ့မေးခွန်းကိုပြန်ဖြေတဲ့အခါမှာ we eat at home to save money နော်ပတ်စံကိုချွေတာဖို့အတွက်ငါတို့ကအိမ်မှာစားတာဖြစ်တယ်အဲ့မှာ to save ဆိုတာဒီချွေတာဖို့ဆိုတာက infinitive of purpose ဖြစ်ပါတယ်ရွေချက်ကိုဖော်ပြတဲ့ purpose ပါဒါကြောင့်မို့လို့ 2 plus ပုံစံနဲ့ဖြေထားပါတယ်နောက်တစ်ခုကြည့်တဲ့အခါမှာလဲ why do you have a bicycle ဘာလို့စပိန်တစ်စီးရှိနေရတာလဲဘာလို့လဲဆိုတော့အလုပ်သွားရင်စီးဖို့လေနော်အလုပ်သွားတဲ့အခါမှာသုံးဖို့ဆိုတော့ I use it to go to work အလုပ်သွားတဲ့အခါမှာသုံးဖို့ပေါ့နော်ဒါဆိုလဲဒါရွေချက်ကိုဖော်ပြဖြစ်ပါတယ်အဲ့တော့အနည်းချုံအနေနဲ့ infinitive purpose ဆိုတာဒီနော်ကိုယ့်ရဲ့တခုကိုလုပ်တဲ့အခါမှာဒီဟာလုပ်ဖို့ဟိုဟာလုပ်ဖို့ဆိုရရွေချက်ဖော်ပြတဲ့အခါသူတစ်ဖြစ် why ဆိုတဲ့ question ကိုမေးတဲ့အခါမှာ 2 plus ပုံစံလေးနဲ့ဖြည့်ပြီးတော့သုံးလို့ရှိပါတယ် okay ဒါလေးကတော့ဒီနေ့ A1 A2 level grammar lesson မှာ lesson unit 4အနေနဲ့ဒါလေ့လာခဲ့ရတဲ့သင်ခန်းစာလေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုဒီလောက်ပါပဲနောက်နေ့မှာလည်းဆက်ပြီးတော့အခြားသင်ခန်းစာတွေအတူပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်